ငွေရှာခြင်းဆရာဝန်မလုပ်နဲ့ကုန်တဲ့ပွဲစားသွားလုပ်ချီဆေးကုခြင်းမှဆရာဝန်လုပ်ပါဆရာဝန်ဖြစ်ပြီးတီလာမရှိတော့လဲဆရာဝန်ငတုံးနေလောကမှာတပုံကြီးပဲဆရာဝန်ဟုတ်တဲ့ဆရာဝန်တွေဟောဗမာပြည်ကအထူးကုဆိုရင်မသွားနဲ့တော့သူကလူနာကုတာမဟုတ်ငွေကုတာတော့ပါလားခန်းစီလေးလက်ကြည့်ဘယ်နဲ့တော့တက်တာနဲ့ပေးတတောင်းနှစ်ကြလည်းမထောက်မြက်ခန်းလေးတောင်လှန်ကြည့်မသွားဘူးမအားဘူးသူတို့ငွေရှာနေရတာကျုပ်ကလက်တွေ့တွေတပုံကြီးနှလုံးယောဂထူကူတဲ့ကျုပ်ညီမခုတစ်သက်လုံးဆေးတွေတောက်နေရတယ်ဘယ်တော့မှမကောင်းဘူးအဲ့ဒါကျုပ်ကလိုက်သွားတယ်ဒီသားမောင်နင့်ဆေးကုနေပြီးတော့ဗမာပြည်မှာတော်ဆုံးပဲဟုတ်လားဆေးကန်းနဲ့ဝင်သွားကျုပ်ကထိုင်ဆောင်ဘယ်သူတို့ကျမပါဟောရင်ဘယ်တော့သက်တာလားမသက်တာပါဘူးဆေးမတောက်ဘူးလားတောက်ပါလေတောက်သက်တာမှာပေါ့လက်မကြည့်ဘူးတောက်နေတဲ့ထဲကတောက်ရင်သက်တာမယ်ခေါင်းနေမူးနေဆရာမူးမှာပေါ့တယ်လီဖုန်းကြီးပုတ်နေတာကိုသူကငေါ့နေနောက်ကလူမမာချင်းလက်မကြည့်ရော့ကွာဆေးဝယ်ပြန်လာသွားပြန်ပြီ3သိန်းသွားပြန်ပြီ4သိန်းတစ်ခေါက်သီးခံကြည့်ဒုတိယတစ်ခေါက်သီးခံကြည့်တတိယတစ်ခေါက်လာနေမသွားနဲ့တော့နစ်ဆရာမဆေးကုနေတာမဟုတ်ပတ်စံရှာနေလာခဲ့ဆိုငါနိုင်ငံခြားခေါ်သွားတယ်စစ်တယ်ဘာယောဂမှမရှိဘူးအဲ့ဆေးတောက်လို့မူးနေတာဆေးဖြတ်လိုက်တယ်ဒီနေ့ကောင်းသွားအကျုံကြီးမှတောင်းကုန်ကြီးအဲ့လိုဆရာဝန်ကြီးရှိတဲ့တိုင်းပြည်ရှင်းလားအဲ့တော့ပညာနဲ့လျော်စွာအသုံးမချတတ်တဲ့တိုင်းပြည်ဖြစ်နေတဲ့အတွက်ဗျာမလားဖြစ်